ကျွန်တော်တို့ကြံခဲ့တဲ့သူတွေအားလုံးကဘာလုပ်မလဲအားလုံးကမိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုအဲ့မှာချီဆောင်ခြင်းဆိုတဲ့စကားလုံးတွေ့လား hard part zone hard part zone အတိတ်ဘယ်ကပါလဲဆရာချီဆောင်ခြင်း hard part zone အတိတ်ဘယ်ကနားလည်အောင်ပြောရမယ်ဆိုရင်ကို့မှာသားသမီးရှိတယ်ဆိုပါစို့ကိုကြည့်နေတဲ့အချိန်မှာပဲကလေးကအိမ်ပြင်ထွက်ပြီးတော့လမ်းမပေါ်ရောက်သွားတယ်အဲ့အချိန်မှာကားတစ်စီးကအရှိန်နဲ့လာမယ်အဲ့ဒီလာတဲ့အချိန်မှာအဲ့ကလေးကိုနော်ရုတ်တရက်လှမ်းပြီးတော့ဆွဲလိုက်တယ်အဲ့ဒါ hard part zone ပဲဘာကိုပြောချင်တာလဲအန်နေကနေရုတ်တရက်အားနဲ့ဖယ်လိုက်တာကိုပြောတာဘေးရန်ကြီးကာလ9နှစ်လာတော့မယ်အဲ့ဒီမတိုင်ခင်မှာသခင်ကရုတ်တရက် hard part zone ယုံကြည်သူအားလုံးကိုခေါ်သွားမှာ hallelujah ချီဆောင်ခြင်းရဲ့နည်းနည်းရာအာမင်ချီဆောင်ခြင်းရဲ့နည်းနည်းရာ